ကဘာကြီးပစ္စည်းတော်မဲ့နေ့ကတာမန်မိုးရွာတဲ့နေ့တစ်နေ့လိုပဲစတင်ခဲ့တာပါအန်နာတယောက်အိယာကနိုးလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့အိမ်ထဲကိုရေတွေအလုံးအင်းနဲ့ဝင်နေပါပြီတားဖြစ်သူကြအင်းကတော့ဘာမှမသိပဲရေထဲမှာပျော်ပျော်ကြီးစော့နေတော့ပါအဲ့ဒီချိန်မှာပဲရက်ွက်ထဲကအရေးပေါ်ကြီးညာချက်ထွက်လာပါတယ်ဓာတ်လေကားတွေအကုန်ရက်သွားပြီဖြစ်လို့လူတိုင်းအမြန်ဆုံးအပေါ်ထပ်ကိုပြေးကြဖို့ပါအန်နာဟာတားဖြစ်သူကိုရှာဖွေပြီးပစ္စည်းတချို့နဲ့အတူအပေါ်ထပ်ကိုပြေးတက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့လှေကားတစ်လျှောက်မှာလူတွေဟာကိုယ့်အသက်ကိုလူရင်းယုံရင်းဆက်ခတ်ဖြစ်နေကြတာကြောင့်ရှီးဆက်ဖို့ခက်ခဲနေပါတယ်။အဲ့ဒီအချိန်မှာပဲကုမ္ပဏီကစွန်ဟင်းဂျိုစီကဖုံးဝင်လာပြီးအဆောက်အအုံကမကြခင်ပြိုကျတော့မှဖြစ်လို့အမြန်တက်လာဖို့တတိပေးပါတယ်။ရေကလည်းတရိပ်ရိပ်တက်လာတာ3ထပ်အထိရောက်လာပြီးလူပေါင်းများစွာရေထဲမှာပျောက်ကွယ်သွားကြပါပြီ။အန်နာတို့သားအမိအခန်းတစ်ခုထဲမှာပိတ်မိနေတော့ရီတွေကပြတင်းပေါက်ကိုရိုက်ခွဲပြီးဝင်လာတဲ့အတွက်တီမင်းနဲ့ရင်ဆိုင်နေရချိန်မှာပဲစွန်ဟီဂျူရောက်လာပြီးသူတို့ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။တကယ်တော့ဒီကပ်ဘေးဟာအန်တာတီကတိုက်ကိုဂျိုးသိန်ဂျိုမွားတစ်ခုတိုက်မိရာကနေစတင်ခဲ့တာပါ။နိုင်ငံတဝက်လောက်ရေမြုပ်သွားပြီဖြစ်တယ်လို့သူတို့ရှိနေတဲ့30ထပ်မြင့်အဆောက်အုံကြီးကလည်းကြာခံမှာမဟုတ်ပါဘူး။အန်နာဟာကုမ္ပဏီရဲ့လူသားသစ်စီမံကိန်းမှာအရေးပါဆုံးဖြစ်တဲ့စိတ်ခံစားမှု engine emotional engine ကိုတီထွင်ခဲ့တဲ့ပညာရှင်ဖြစ်လို့သူ့ကိုကယ်တင်ဖို့ရဟတ်ယာဉ်လွှတ်ထားတာပါ။ဒါပေမဲ့စွန်ဟီဂျိုကတတိပေးလိုက်တယ်။အပေါ်ထပ်မှာအသက်ရှင်ခြင်းနဲ့အိမ်ကြီးချင်းတွေကရဟတ်ယာဉ်ပေါ်ပါဖို့အတင်းလူကြမှာဖြစ်လို့လူသားဆန်မှုတွေကိုမမျှော်လင့်ထားဖို့ပါပဲ။အပေါ်ဆုံးထပ်ကိုရောက်တဲ့အခါမှာတော့ထိတ်လန့်စရာအမှန်တရားတစ်ခုထွက်လာပါတယ်။ကုမ္ပဏီကအန်နာတယောက်ထေကိုပဲအလိုရှိတာပါ။တားဖြစ်သူချအင်းဆိုတာအန်နာရဲ့စိတ်ခံစားချက်တွေကိုစမ်းသပ်ဖို့ဖန်တီးထားတဲ့စမ်းသပ်ချက်တစ်ခုသာဖြစ်ပါတယ်။အန်နာဟာတားကိုခေါ်ပွားဖို့ကြိုးစားပြီးမြဲအဆုံတွေကချအင်းကိုအတင်းလူယူသွားပြီးစွန်ဟီဂျိုအပါဝင်ကြံနေသူတွေကိုပါတပ်ဖြစ်လိုက်ပါတယ်။နောက်ဆုံးမှာအန်နာလေးထိုင်ရာတွေနဲ့တီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအဆုံးသတ်မဟုတ်ပါဘူး။အန်နာရဲ့မှတ်ဉာဏ်တွေကိုကွန်ပျူတာပရိုဂရမ်တစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီး virtual world အတူအယောင်ကဘာထဲမှာတားကိုကေတီနိုင်ဖို့အကျင့်ချင်းပြန်လည်ဟင်ဆိုင်စီခဲ့တာပါ။အန်နာဟာအကျင့်ပေါင်း480ကျင့်အကျင့်9000ကျော်နောက်ဆုံးအကျင့်ပေါင်းပေါင်းနေချီပြီးဒီကပ်ပြီးကိုထက်ခါဟင်ဆိုင်ခဲ့ရပါတယ်။အကျင့်တိုင်းမှာသူဟာတီးဆုံးခဲ့ရပြီးမြဲချအင်းကိုကေတီနိုင်မယ့်နီလန်ကိုတဆင်ချင်းတီးယူခဲ့တယ်။အန်နာရဲ့အကြီးကနံပါတ်တွေတိုးလာတာနဲ့အမျှသူဟာပို့ပြီးရေးဟင်လာခဲ့တယ်။အကျင့်ပေါင်း2000ကျော်ဒါဟာတာမန်လူတယောက်အတွက်တော့စိတ်ကူးရင်ယုံနဲ့တင်ယူသွတ်သွားနိုင်တဲ့ကိန်းဂဏန်းမျိုးပါအန်နာဟာဒီတေမင်းတကားဝကိုအကျိန်ပေါင်း2000ကျော်ဖြတ်တန်းခဲ့ရပြီးအကျိန်တိုင်းမှာတားဖြစ်သူကိုမကယ်တင်နိုင်ခဲ့ပါဘူးဒါပေမဲ့ဒီတစ်ချိန်မှာတော့အန်နာရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေမရှိတော့ပဲတန်မဏိလိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသာနေရာယူထားပါတယ်သူဟာအတိတ်ကအမားတွေကိုတင်ငန်းစာယူပြီးအဆောက်နေရဲ့လှုပ်ရှားမှုတိုင်းကိုကြိုတင်သိမြင်နေတယ်လို့မျိုးလှင်မြန်စွာတုံ့ပြန်ခဲ့ပါတယ်အန်နာဟာအဆုံးသတ်မှာတော့ဂျာအင်းရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးဂျာအင်းအမီတို့အတူတူရေကူးကြမလားဆိုတဲ့စကားနဲ့အတူတားဖြစ်သူကိုရေထဲကိုခုန်ချခိုင်းပြီးအဆုံးမဲ့တန်တရားတွေကနေလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်နောက်ဆုံးမှာအန်နာနဲ့တားဖြစ်သူတို့ကအတူတူလွတ်မြောက်သွားပြီးဒီလိုလွတ်မြောက်ခြင်းကလူသားဆန်ခြင်းမိခင်စိတ်ရှိခြင်းတို့ဖြစ်လာတာကြောင့်အန်နာနဲ့ချာအင်းတို့ပုံစံလူသားစိတ်ရှိတဲ့စက်ရုပ်မှုခွဲတွေကိုပျက်စီးနေတဲ့ကဘာမီမှာပြန်လေရှင်တန်ဖို့လွတ်လိုက်ပါတော့တယ်ဒီစက်ကားကနီးပညာရဲ့ဖန်တီးမှုတွေအယ်ဂိုရီသမ်ရဲ့တွက်ချက်မှုတွေကိုကြော်လွှားပြီးသားသမီးအတွက်ဆိုဖဲလိုငရဲခန်းကိုမဆိုထက်ခါထက်လေးလေးဖြတ်တန်းဝင်တဲ့မိခင်တယောက်ရဲ့အနှိုင်းမဲ့မြတ်တာကိုကဘာတီတဲ့ရွက်တက်တီထူသွားခဲ့တဲ့အခိုက်အတန့်ပါပဲ